ပန်းနိုင်မရှိတဲ့လူဟာတဲ့ပဲထိတ်မပါတဲ့လေလိုပဲဟိုရင်လိုက်ဒီရင်လိုက်တယ်လူကအဲ့လိုပဲဆိုရင်စီးပွားရေးလုပ်ငန်းတွေကလည်းဒီလိုပဲပေါ့အဲ့တော့ပန်းနိုင်ပေါ့နော်ပန်းနိုင်တတ်မှတ်ဖို့လိုတယ်ကိုယ့်ရဲ့လုပ်ငန်းကချဲ့ကျင်တာလားဒါမှမဟုတ်ရင်ကြီးကျင်တာလားဒါမှမဟုတ်ရင်အမျက်တွေအများကြီးရကျင်တာလားပေါ့ तू ကရီမှန်းချက်ပေါ်မူတည်ပြီးနောက်ကလှုပ်ဆောင်တဲ့လှုပ်ဆောင်ချက်တွေကလည်းမတူပါဘူးအဲ့တော့လူတွေကဘယ်သွားရမလဲမသိဖြစ်နေတာဘာလို့ချင်မှမသိလို့ပါဒါကြောင့်မို့ကိုယ့်လုပ်ငန်းကဘာလို့ချင်တာလဲဆိုတာအင်တန်ရေးကြည့်ပါတယ်တချို့အခြေအနေတွေမှာအမျက်ကိုပဲအာရုံစိုက်လို့မရပါဘူးတချို့အခြေအနေတွေမှာကြီးကျင်လို့ပဲမရပါဘူးအဲ့တော့ပြင်ပမှာဖြစ်ပေါ်နေတဲ့အခြေအနေကိုယ့်လုပ်ငန်းရဲ့အနေချက်အားသာချက်ကိုသုံးပြီးမှကာလတိုပန်းနိုင်ကာလရှည်ပန်းနိုင်တေချာချမှတ်ရမှာဖြစ်ပါတယ်တခါတည်းကျမတို့အဝေးသွားလို့မရတဲ့အခြေအနေတွေရင်ဆိုင်ရတတ်ပါတယ်အဲ့ဒီခါမှာကျမတို့တေးလေးတွေပန်းနိုင်ချပြီးသွားခြင်းအပြင်ပန်းနိုင်အကြီးကိုရောက်နိုင်ပါတယ်ပန်းနိုင်တူတူလေးတွေတတ်မှတ်ပြီးချခြင်းအပြင်ပန်းနိုင်အရှိကြီးကိုရောက်နိုင်ပါတယ်ဒါကြောင့်မလို့ short term ကို long term ကိုနဲ့ပတ်သက်ပြီးသိကျင်နေဆိုရင်တော့14ရက်နေ့နိုဝင်ဘာမှာဖွင့်မဲ့ Smart Owner Online Workshop လေးကိုဖိတ်ခေါ်လိုက်ရပါတယ်